မကြခင်အာဆင်နယ်ရဲ့တတိယမြောက်ကစားသမားဖြစ်လာတော့မယ်ခရစ္စတိုဇော်လစ် TikTok YouTube နဲ့ Facebook တို့ကကြည့်ရှုတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအာရှအာဆင်နယ်ခုံးတန်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဇူလိုင်လ19ရက်နေ့အာဆင်နယ်ရဲ့နောက်ဆုံးရသတင်းတွေထဲကမှသတင်းကောင်းတစ်ခုကိုပထမဆုံးပြောပြချင်ပါတယ်ဒေးဗစ်ဝွန်စတန်ရဲ့ဖော်ပြချက်အရအာဆင်နယ်ဟာကလပ်ဘရူတောင်ပန်ကစားသမားခရစ္စတိုဇော်လစ်ကိုရူတန်40ပေါင်အားဖြင့်34တန်းနဲ့ခေါ်ယူခဲ့ပါတယ်ခုချိန်မှာတော့နောက်ဆုံးအသေးစိတ်အချက်လက်တွေကိုအပြီးသက်ဆောင်ရွက်နေပါတယ်မကြခင်အာဆင်နယ်ရဲ့တတိယမြောက်ကစားသမားတွေဖြစ်လာပါတော့မယ်ရိုမာနိုရဲ့အဆိုအရခရစ္စတိုဇော်လစ်ကဒီနွေရာသီမှာအာဆင်နယ်ကိုပြောင်းရွှေ့ခြင်းတယ်လို့ဆုံးဖြတ်ထားတဲ့အတွက်အခြားကလပ်တွေဖြစ်တဲ့ဒရောမွန်ရိုမာနဲ့အီပီကိုတို့ရဲ့စိတ်ဝင်စားမှုကိုလည်းခံခဲ့ရပါတယ်ဒါပေမဲ့ခရစ္စတိုဇော်လစ်ကချက်ချင်းပယ်ဖြတ်ပြီးအာဆင်နယ်မှာအာဆင်နယ်ပဲဖြစ်နေပါတယ်အသက်24နှစ်အရွယ်ဂရိလက်ရွေးစင်တောင်ပန်ကစားသမားဟာပြီးခဲ့တဲ့ရာသီမှာကလပ်ဘရူအတွက်ခြေစွမ်းပြနိုင်ခဲ့ပြီးပြိုင်ပွဲစုံ52ပွဲကစားပြီးဂိုး22ဂိုးဂိုးဖန်တီးမှု29ချိန်ပြုလုပ်ထားပါတယ်ဒီစွမ်းဆောင်ရည်ကြောင့်လည်းမီခေးအာတီတာကလီယန်ထရိုထရော့ဆက်ရဲ့နေရာမှာအစားထိုးနိုင်ဖို့ခရစ္စတိုဇော်လစ်ကိုကစားသမားအသစ်ဖြစ်ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်ခရစ္စတိုဇော်လစ်ရဲ့စွမ်းဆောင်ရည်တွေကိုတော့ကျွန်တော်အရှိကဗီဒီယိုတွေမှာကျွန်တော်ပြောပြပြီးသားဖြစ်ပါတယ်ဒါအပြင် The Guardian ရဲ့ဖော်ပြချက်အရခရစ္စတိုဇော်လစ်ရဲ့အပြောင်းရွှေ့ဟာမော်ဂန်ရောဂျာကိုခေါ်ယူဖို့ကြိုးပမ်းနေတာနဲ့တီးခြားကြီးဖြစ်ပါတယ်အာဆင်နယ်ကဒီနွေရာသီမှာတောင်ပန်အားဖြည့်မှုကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့ဖော်ပြထားပါတယ်လက်ရှိအခြေအနေအရစစ်စစ်မှုနဲ့စာချုပ်ချုပ်ဆိုမှုတွေဒါကြံရှိနေပါတယ်မကြခင်အာဆင်နယ်ရဲ့တရားဝင် website ကနေတတိယမြောက်ကစားသမားခရစ္စတိုဇော်လစ်ကိုကြေညာဖို့ပဲကြံပါတော့တယ်ချစ်မိတ်ဆွေတို့ရေခရစ္စတိုဇော်လစ်ဟာအာဆင်နယ်အတွက်အောင်မြင်တဲ့ခေါ်ယူမှုဖြစ်လာမယ်လို့ထင်ကြလားမိမိတို့ရဲ့အမြင်လေးတွေကိုအောက်က comment မှာဝင်ရောက်ရေးသားလို့ရပါတယ်ကျွန်တော်ရဲ့ Arsenal content page လေးကိုလည်း follow လုပ်က like and share ပေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်